ကျေပြာလေးနဲ့ထမင်းစားပြီးတဲ့နောက်ဟိုးခဝေးဝေးကြီးကောင်စဝင်စားအတန်လေးမှာပြန်စရာအိမ်မရှိရှာပါဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအကုသို့ပန်းတွေဝေပုံကလည်းအဖူးပေါ်အညွတ်တက်လို့တက်မှတ်စရာပါလားအမေတန်တရားလေးတေးချင်းတွေကစီစီပရစ်ကလေးလိုသားကမီလို့ပေါ့တခါတရံတော့အမေရဲ့သားဘွားဟာမြင်ငွေ့ပြန်ညာလေးတညဖြစ်ခဲ့ရတယ်သားလေးသူ့ကိုယ်ပိုင်အသီးတွေညွတ်ဣလေးလံနေအောင်ထမ်းပိုးထားရပေမဲ့ပျော်ရှာတဲ့ကုံထမ်းသမားတလဲပင်ကလေးကိုအားချမိတယ်အမေရဲ့လေးတွေထန်နေလေသားမှာကြည်ကွဲရလေပါပဲမိုးအကြစောမယ်ဆိုတာလဲတကယ်တော့လောကရန်တရားပါလားအိတ်ဆရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတတ်တာပဲအမေရဲ့အမောင်နဲ့ဆူဆွတ်မိုးရေတွေရွှဲရွှဲနစ်လို့အတန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုသိရွက်တွေမရှုမလားနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတားဘွားရဲ့အပိုင်းစာတွေလေလားတားညင်းဆန်တယ်မေအမေမသိဘူးလားအမေသားကကြပြားဆရာလေးအမေရဲ့တကယ်တော့လဲအမေရဲ့ကြပြားဆရာဆိုတာဒဏ်ခံကျူးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကမ္ဘာလောကကြီးထဲမှာအမေသားကြပြားဆရာဖြစ်လာတာအပြစ်ရှိပါသလားအမေသားရဲ့အချစ်မှလေဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မသေးကြတော့ပါဘူးအမေရဲ့အခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုခေါင်းအုံးအိမ်မိလို့အကျဉ်းနာအမဲ့ဆုံးဆုလက်ကိုသားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုန်စည်နှုန်းတွေပါတယ်အမေရဲ့ဧကန်နဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုဒါတူတူခါခါမုန်းတယ်အမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တပစ်စာရဲ့ပါတားမှာတော့ယူဇနာတန်းမောင်းများစွာဝေးကွာလို့တားလေရေရောထားတဲ့ညရဲလို့မရခဲ့ဘူးတားရဲ့ဘီးကလေးဟာဘလောက်တောင်ပါလှက်နေတယ်လဲဆိုတော့စံကြီးမြင်လေးတမြင်နင်းမိရင်တော့ဘိန်းကထပေါက်သွားနိုင်ပါတယ်အမေအလျံကြီးကြီးမီးတော့မီလီယံကြီးတယ်နေ့စဉ်ခုံခုံချနေရတဲ့ဘဝခရီးအခမဲ့ညတွေတိတ်ပြီးတိတ်တဲလွန်းလာအမေရဲ့လွတ်လွတ်ကျွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မှားယွင်းမိလို့လဲအမေအဆုတ်ကကြက်ခိုးဆွဲမီးဖို့ကြောင့်ချောင်းဆိုးလိုက်တိုင်းရင်ကောင်းကြီးတဲ့မီးထတောက်တာမြင်ရအမေရဲ့အတွင်းလူမမာတယောက်ပါဒါပေမဲ့တစ်သားဘတ်စကာအိုကြီးခိုစီးလို့ကြပြားဆရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့သားမိတ်ဆွေတွေပေါ့ဘလောက်တောင်ကြောက်မဲ့ဖွယ်ရာပြူလဲခဲ့ပါသလဲဘရောများမှတမာဒေဝတွေလက်ထဲရောက်มาတယ်လေတယောက်ကိုတယောက်မေးရင်ပေါ့မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာတောမဂျူတွေချောင်းကိုဖြစ်သွားဘဝကိုဖြင့်ညှစ်ကြည့်လိုက်တော့လိမ်မော်သီးကလေးမှာအချွေကြံသေးတယ်ဟိုးအသေးနှလုံးထဲမှာပန်းတွေအရန်ပွင့်တာပဲအမေရဲ့ကိုအင်းကြီးဝစ်ချင်တဲ့စောင်းရသည်ရဲ့မီလီယံကင်းမဲ့တဲ့မီလီယံဘူကြီးရဲ့နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မြက်ပင်ကလေးရဲ့လာမင်းကိုပြပြဝဝဓာတ်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းတိုင်လေးရဲ့မိုက်တွင်းနဲ့ကြပြားပေါ်အချစ်ရဲ့မကြာခဏလူလိန်ခံရတဲ့ရင်ထဲကကြေပြာလေးရဲ့နှက်ခမိမိပျော်ခြင်းရှာတဲ့အပျော်လေးရဲ့တားလက်ဖွားထဲမှာကြစ်ပေါင်ဆုတ်ထားလို့တစက်စက်တုံနေတဲ့တားဘွားလေးရဲ့အမေသားမှာပိုင်ဆိုင်ပါတယ်ထ
မင်းစစ်စားခြင်းနဲ့အမေရဲ့အိမ်နဲ့မွေးတဲ့အိယာစစ်မှာအိတ်ချင်တယ်ခြေထောက်တွေကိုမီးဖို့အငွေ့ပေးခြင်းတယ်ဗမာပရစီတန်တောက်ချင်တယ်ပြီးတော့ဟောဒီလိုအမေမျက်လုံးအယောင်ကိုမွတ်သိပ်ပါတယ်တီပီလေးလွင့်ပြီးပြန်လာတဲ့သားကိုဂယုဏတက်မြဲတက်တဲ့အမေအကြည့်လေအမေရဲ့အမေစိတ်ကမ်းမကတ်တာကြာပြီဖြစ်တဲ့သားတင်မောလီအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေဤသို့ပင်ပဲ့တင်ပါလိမ့်မယ်